ထိုင်းမှာတရားဝင်လုပ်ချင်ရင်ရှောက်ထားရမယ့်ဗီဇာနှမျိုးကတော့ထိုင်းနိုင်ငံမှာကိုယ်ပိုင်လုပ်ငန်းစတင်ဖို့အတွက်ပဲဖြစ်ဖြစ်ထိုင်းနိုင်ငံကအလုပ်တွေမှာဇဝဲတိုးအင်ကူကော့စတန်တို့လိုအခြေခံအလုပ်တွေပဲလုပ်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ထိုင်းကုမ္ပဏီတွေမှာပဲရုံးဝန်ထမ်းတို့လို professional job worker တွေအတွက် white collar job တွေဝင်လုပ်ချင်တာပဲဖြစ်ဖြစ်ဘလို့အလုပ်ပဲလုပ်ချင်ပါစေဒီဗီဇာနှမျိုးလိုအပ်ပါတယ်ပထမတစ်ခုကတော့အားလုံးကြားဘူးနေကြဖြစ်တဲ့ဘဲရိုက်တာပါဘဲရိုက်တယ်ဆိုတာကတော့ထိုင်းအစိုးရကထုတ်ပေးလိုက်တဲ့ဗီဇာအမျိုးအစားတစ်ခုဖြစ်ပြီးတော့ non-NA ဗီဇာလို့ခေါ်ပါတယ်။ non-NA ဗီဇာနဲ့တူ work permit လည်းချောက်ထားနိုင်ပြီးတော့တက်တန်းအားဖြင့်တစ်နေ့ရရှိပါတယ်။နောက်တစ်မျိုးကတော့ non-B ဗီဇာလို့ခေါ်တဲ့ business ဗီဇာအမျိုးအစားပါ။ non-B ဗီဇာမျိုးစားကတော့ထိုင်းမှာကိုယ်ပိုင်စီးပွားရေးစတင်ခြင်းတဲ့သူတွေနဲ့ထိုင်းနိုင်ငံရဲ့ကုမ္ပဏီတွေမှာရုံးဝန်ထမ်းတွေလို professional job worker တွေအတွက် white collar job လုပ်ချင်တဲ့သူတွေချောက်ထားနိုင်တဲ့ဗီဇာမျိုးစားတစ်ခုဖြစ်ပါတယ်။နမ်ဘီဗီဇာရဲ့တက်တန်းကလည်းတစ်နှစ်ရရှိပြီးတော့နောက်နှစ်တွေမှာတက်တန်းကိုတစ်နှစ်ချင်းစီတိုးသွားနိုင်ပါတယ်ဒီဗီဇာနှမျိုးလုံးကလည်းကင်ဆောင်ထားတဲ့သူတွေအတွက်မိသားစုကိုနန်းအုပ်အနေနဲ့ထိုင်းနိုင်ငံကိုခေါ်ဆောင်နိုင်ပါသေးတယ်အားလုံးကိုကျေးဇူးအထူးပါပိုကောင်းတဲ့နောက်ပြည်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်